အထီးကျန်အိမ်ထဲမှာအသက်50ကျော်နောက်ပိုင်းကသူတွေနေထိုင်ကြပါတယ်။သူတို့တွေဟာအများဆုံးမိဘများတာဖြစ်ကြပါတယ်။အရွယ်ရောက်လာတဲ့သားသမီးတွေဟာတချို့ကပညာသင်ကြားဖို့ထွက်ခွာသွားကြတယ်။တချို့ကအိမ်တော်ပြုပြီးမိသားစုအသစ်ထူထောင်ကြလို့ထွက်ခွာသွားကြတယ်။တချို့ကကိုယ်ဘဝရည်တည်မှုအတွက်ရေးကြည်ရာညှဉ်းနှုရာကိုထွက်ခွာသွားကြတယ်။အကြောင်းအမျိုးမျိုးကြောင့်သားသမီးတွေထွက်ခွာသွားတဲ့အခါအထီးကျန်အိမ်ထဲနှစ်ယောက်တွဲရှိနေတဲ့မိအိုဖအိုရှိကြသလိုမိအိုတို့မဟုတ်ဖအိုတူတီးတာကြံခဲ့သူတွေရှိကြပါလေအထီးကျန်အိမ်ကြီးထဲမှာသားသမီးတွေဘယ်ချိန်ပြန်လာမလဲသူတို့ညှော်နေတတ်ကြတယ်သူတို့စီဘယ်ချိန်ဆက်သွယ်မလဲတောင်းတနေတတ်ကြတယ်ပညာရှာနေသူတွေဆိုစာဖတ်နေမလားမအားဘူးလားလုပ်ငန်းခွင်ဝင်နေတဲ့သူတွေဆိုအလုပ်တွေရှုပ်နေမလားအိမ်တော်ကျသွားတဲ့သူတွေဆိုမိသားစုတွေစင်ပြေကြရဲ့လားလို့သူတို့အမြဲတွေးနေတတ်တယ်အဲ့ဒီအချိန်မိအိုဖအိုတို့လိုချင်တာသားသမီးတွေရဲ့ဂရုစိုက်ခြင်းဖေးမခြင်းအရေးတည်ရှိခြင်းပါလေတနေ့အထီးကျန်အိမ်ကိုသားသမီးပြန်လာချိန်ဘယ်သူကဘာကြိုက်တတ်တယ်ဘယ်သူကဘယ်လိုနေတတ်တယ်စသဖြင့်တွေးရင်စောင့်မျှော်နေရင်သူတို့ကြိတ်ကြော်နေတတ်ကြတယ်ဒါကိုတချို့သားသမီးတွေကမသိကြဘူးနားမလည်တတ်ကြဘူးဒီနေ့ဒီချိန်ဒီလိုဘဝမှာနေထိုင်ရည်တည်မှုဟာမိဘကြောင့်ဖြစ်တယ်ဆိုတာမေ့နေတတ်ကြတယ်ကိုယ်တိုင်အထီးကျန်အိမ်ထဲကမိဘဖြစ်လာတဲ့အခါမှာတော့တန်ဖိုးသိလာကြပါပြီအဲ့ဒီအခါမရှိတော့တဲ့မိဘတွေကိုတန်းတမိတတ်ကြပါလေဒါပေမဲ့နောက်ကျခဲ့ပြီဟောဒါကြောင့်အထီးကျန်အိမ်ကိုပြစ်မထားပါနဲ့အချိန်ရရင်ရတယ်ပြန်ကြပါအထီးကျန်အိမ်ထဲကမိဘကိုဆက်သွယ်ပါအထီးကျန်အိမ်ထဲကမိဘတွေဟာတင်လာမဲ့လမ်းကိုအမြဲစောင့်နေပါလေတင့်အတန်ကိုကြားချင်လို့ဖုံးတန်ကနားဆွန့်နေတတ်ပါတယ်တင့်ကိုသူတို့ဖုံးဆက်ပြီးဆိုတိတ်လွမ်းနေလို့ပါတင့်ကိုတန်းတနေလို့ပါဆိုတာသိထားရပါမယ်သူတို့မက်စိတ်တွေ့ရင်တင်ပြန်ဆက်သွယ်ပြီးပါတင့်ကိုသူတို့အသက်ရှိနေသမျှငယ်စဉ်ကခလီဘဝကလည်းမျက်စိအောက်မှာထားကြည့်ပြီးမဲ့တဘာဝတရားအတိုင်းလိုက်နာကျင့်သုံးနေထိုင်ရင်တင်ပြန်မဲ့အချိန်တင်ဆက်သွယ်လာမဲ့အချိန်ကိုမျှော်နေတယ်ဆိုတာသိထားရင်ဖြစ်အထီးကျန်အိမ်အားမေတ္တာဖြင့်စိတ်လန်းဆိုပြနိုင်ကြပါစေ